FA တွေ3ရှစ်လူတွေပါဆက်ဟာကျွေးမယ်ဘိုးလေး3ရှစ်ဒါပေမဲ့ chocolate စားရဒီကိုမငေးတာမင်္ဂလာပါကျွန်တော်ကတော့ပို့ဖြစ်ပါတယ်ဒီနေ့ကတော့အကားကိုက်နေဖုံးဆက်လာတယ်ဘိုးနာမည်နဲ့ပစ္စည်းရောက်တယ်ဆိုလို့ပစ္စည်းတော့ထောက်လိုက်တယ်ပေါ့နော်ဘာပစ္စည်းလေးဖြစ်မလဲဆိုတော့သူတို့ကြည့်ရအောင်ဗျကြည့်ဒီမှာကြည့်အထောက်ကလုံးဝကြည့်ပဲနော်ဒီထက်ကဘာလေးဆိုတော့သူတို့ကြည့်ကြမယ်ထောက်တော့မယ်ဒီမှာဝါအယုတ်တွေအများကြီးပဲဟာဘယ်သူပို့ရလဲမသိဘူးနော်ဒီမှာကြည့်ဒီမှာတယောက်ဒီမှာလေနောက်တယောက်ဒီမှာရောပဲချစ်စရာလေးဒီမှာကြည့်ဟာဒီမှာစာလဲပါရတော့မကြည့်ပါရေးထားလို့ဖတ်ပြမယ်အမြဲတမ်းအားပေးနေတယ်အများကြီးစူးစမ်းပါလုံးဝလက်မလျှော့ပါနဲ့လက်ပြူပို့ပို့တဲ့ဘသူရေးရလဲမသိဘူးနော်နာမည်တော့မပါဒီမှာကြည့်ဘာပါလဲမသိဘူးချောကလက်ဗလတိုင်းဒေးတော့ချောကလက်ပေးတယ်ထင်တယ်ဒီမှာကြည့်ဒီမှာနောက်တစ်ယောက်ခေါ်စီလာလေးချစ်စရာလေးဒီမှာအယောအကြီးပဲဒီမှာကြည့်ဝါဒီရုပ်လေးကြိုက်တယ်ချစ်စရာလေးဒီအယုတ်တွေအများကြီးပဲဒီမှာကြည့်ဒီမှာပလာတိုင်းလေးတော့နော်ချောကလက်မရဘူးထင်ထားတာအခုတော့ဝရတော့ပါပြီဘသူပေးရလဲမသိပေမဲ့လည်းအခုလိုမျိုးဘို့အမြဲတမ်းအားပေးပြီးတော့အများကြီးချစ်ပေးတဲ့တော့တကယ်စိတ်ရင်းနေကြည့်စတင်ရပါတယ်သူဝေးပါတော့တိုင်းလေးတော့ပေးတဲ့လူစိတ်ချမ်းသာရအောင်ဆိုဒီမှာပဲစားပြလိုက်တော့မယ်ချောကလက်ဒီမှာကြည့်စားမှာနှမျောနေဘလို့စားမလဲစားတော့မစားဘူးဘောတော့ရေးစားမရှိဘောနော်ဒါပေမဲ့နှစ်တိုင်းတော့ချောကလက်စားအဲ့လိုမျိုးပေါ့နော်ဟိုလူကျွေးလိုက်ဒီလူကျွေးလိုက်ပါဒီမှာ chocolate မွေးနေရောကဲဒီမှာကြည့် FA တွေ3ရှိတဲ့လူတွေပတ်စဟာကိုကျွေးမယ်ကဲစားပါဦးစားကောင်းနေရောဝယ်သွားနော်ကိုဟာကိုတနေ့မှတစ်ခါစားရဒီ3ရှိလူရှိကျွေးလိုက်အောင်မလေးဆရာမအဖြူစိမ်းနဲ့ပေါ်ပြလာဖြစ်တော်တဲ့ငါရေရှားဆိုတော့ဒီနေ့ကတော့ပလာတိုင်းနေ့မှာချောကလက်စားရပြီပေါ့နော်တကယ်ချင်းတို့ရောချောကလက်ရကြလားခုလိုမျိုးဘိုးအယုတ်တွေရောချောကလက်တွေရောပေါ့နော်လက်ဆောင်တွေအများကြီးပို့ပေးတဲ့တော့တကယ်ကျေးဇူးတင်ရပါတယ်ဘာတူလဲဆိုတော့မသိပေမဲ့လည်းတကယ်ပျော်ရွှင်ရပါတယ်အများကြီးစူးစမ်းပါမယ်အများလည်းအားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်တတ